အားလုံးမင်္ဂလာပါမျိုးတွေ73ချိန်မှာ၄ပိတ်မယ်လို့ကျွန်တော်တို့စောင့်ကြည့်ခဲ့တယ်တစ်ချိန်ပေါ့ဗျာ၄ပိတ်မယ်စောင့်ကြည့်ခဲ့တယ်၄ပိတ်မယ်လို့စောင့်ကြည့်ခဲ့တယ်၄တော့ပိတ်သွားပြီเนาะဟုတ်ပြီအဲ့၄ပါလို့လာလို့ကြည့်ကြမယ်ပေါ့เนาะအဲ့မှာ၄တလုံးနဲ့ရှိလို့ချမပြပေးတာဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီမှာရှိတာ3ဒီမှာရှိတာ4ဒီမှာရှိတာ2ဟာဒီ3လုံးဒီ9လို့ဖြစ်လာတယ်ဟာဒီမှာ9နှစ်ခတ်6အဲ့ဒါဆိုရင်ကြံတဲ့ခဏ၄တလုံးလူတယ်ပေါ့ဗျာဟုတ်ပြီနော်ဒါဆိုရင်6 6ဆိုတော့4လို့တော့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်တက်တာနဲ့အဲ့ဒီမှာဟာဒီ၄တလုံးနဲ့ရတာအဲ့ဘွဲမှာဒီ၄တလုံးပဲရှိလို့ဒါကြီးကချုပ်လို့မရလို့၄တလုံးပြပြီနော်ဟုတ်ပြီနော်အဲ့ဒါဆိုဆက်ကြည့်မယ်နော်ဟုတ်လားဒီမှာရှိခဲ့တာ5ဒီမှာရှိခဲ့တာ3ညဒီမှာရှိခဲ့တာ4ဟာဒီ3လုံးဒီ9လို့ဖြစ်တာနဲ့နက်ခတ်ပါဝါဟာဒီမှာ6ပဲရှိရမယ်6 6ဆိုတော့4လို့တယ်ပေါ့ဗျာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ထွက်တာနဲ့အဲ့ဒီ4လေးအပိတ်ကိုစောင်းတော့လာပိတ်သွားပြီ4ပိတ်ရတာဘာလို့မပြအောင်ပြလို့မရတာဒီ4တစ်လုံးနဲ့ရှိတာဟုတ်ပြီနော်အဲ့တော့မစောင်းလို့မပြပြတာဟုတ်ပြီနော်အဲ့ဒါဆိုကြည့်မယ်နော်ဒီမှာကြည့်လိုက်ခွန်9 3ဟာဒီ3လုံးဒီလေ9လို့ဖြစ်တာနဲ့နက်ခတ်ပါဝါ6ပိတ်ပိတ်တာနဲ့4တစ်လုံးလို့တော့73ချိန်မှာ4ပိတ်ကလေးလာသလားဟောလာသွားပြီနော်လာသွားပြီဆိုကျွန်တော်တို့ကြည့်ကြမယ်ပေါ့ဗျာเนาะအဲ့လိုကြည့်ကြမယ်ဆိုတော့ဒီပွဲမှာအသေးအကြီးလို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဗျာနောက်ပိတ်ကအသေးခါအကြီးအဲ့ဒါဆိုရင်နောက်ပိတ်ကခါအကြီးဆိုတော့ဒီမှာနှလုံး9လို့ဖြစ်တာသူ့ဆောင်ကဒီနှလုံး9မှာဒီနှလုံး9သလားဒီ45ကိုလာခိုင်းတာမဟုတ်ဘူးเนาะဟဲ့နှလုံး9မှာဒီမှာနှလုံး9ရိုက်သလားခါနဲ့အပိတ်နဲ့9အကြီးအသေးဖြစ်ရမယ်ဟုတ်ပြီဒီလေးလေးအောင်မှာဟုတ်ပြီเนาะအဲ့ဒါဆိုဒုတိယကကြည့်မှာပေါ့ဟာဒီလေးလေးအောင်မှာနှစ်ကအပိတ်3ကခါအကြီးအသေးဖြစ်တဲ့ချိန်မှာသူ့အပင်တက်ဟဲ့နှလုံး5ကြောင်နောင်နှလုံး5ကိုအကြီးအသေးနဲ့နောင်နှလုံး5မလားဟုတ်ပြီเนาะအဲ့ဒါဆိုဒီပင်ရောက်ပြီဒီမှာလေးလေးပိတ်ပြီဒီပွဲမှာဟာဒီမှာရှိခဲ့တာ30နဲ့2 5မို့လို့အကြီးအသေးနဲ့နှလုံး5တဲ့ကဲရေးမယ်ပေါ့ဗျာ10ခွက်တော့ချရေးထားတယ်ဒါပေမဲ့အဲ့ထဲမှာနော်အသေးအကြီးနဲ့တော့ရေးလိုက်တာပေါ့ဗျာနော်ရေးတော့နှလုံးပေါင်း5ဆိုတော့ဒီတကွက်တွေ့တယ်ဒီတကွက်တွေ့တယ်32တကွက်တွေ့တယ်ဟုတ်ပြီနော်အဲ့ဒါအောင်မှကနန်းချုပ်ကြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကြည့်ကြမယ်အဲ့ဒါဆိုရင်ဒီနှလုံး9မှာနှလုံး9လို့လာဖြစ်တဲ့အချိန်မှာအကြီးနဲ့အသေးနဲ့ဖြစ်တယ်ဟုတ်ပြီနော်နောက်ကအသေးရှိရအကြီးညီကိုပေါ့ဗျာအဲ့လိုလည်းဖြစ်ပြီးတော့ကျွန်တော်တို့ကဘာစဉ်းစားမလဲဆိုတော့ရှေးပေါင်းချင်း1လို့တခါခေါ်လိုက်ပြီဟုတ်ပြီနော်သူတို့နှလုံးရှိ1ကျွန်တော်တို့ခေါ်လိုက်ပြီနောက်တစ်ခါရှေးပေါင်းချင်း2လို့ကျွန်တော်တို့တခါခေါ်လိုက်ပြီပေါ့ဗျာဟုတ်ပြီနော်နောက်တစ်ခါရှေးပေါင်းချင်းကျွန်တော်တို့3လို့ဒီပွဲကိုရှေးပေါင်းချင်းကျွန်တော်တို့3လို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့ကခုနတုန်းက30နဲ့2အတွဲနဲ့เนาะဟိုပါပေါ့80နဲ့ခွန်တွဲကိုရှေ့ပေါင်းချင်း2ဖြစ်ချင်တယ်ဆိုလို့ရှိရင်တို့ကတ်လိုက်မယ်เนาะဟုတ်ပြီเนาะဟောစောဒီရှေ့ပေါင်းချင်း3မျက်စိရလဲအဲ့ဒါကြောင့်မို့တစ်ခါတလေကြာရင်ကနန်းရလဲရေးထားမှာပါအဲ့ဒါဆိုရင်ရှေ့ပေါင်းချင်း3ဖြစ်ဖို့80နဲ့ခွန်တွဲဆိုတော့ဒီကောင်ကဟိုကတ်ပေါ့6ကတ်5ကတ်ဟုတ်ပြီเนาะအဲ့တော့ရှေ့ပေါင်းချင်း3ဆိုတော့ဒါနှလုံး5ကြိုက်တာနဲ့10ခွက်ထဲထုတ်လိုက်တာဟုတ်ပြီနော်ကဲ10ခွက်ပြောင်းမျက်စိရှုပ်ဘူးနော်အဲ့ဒါဆိုရင်ရှေ့ပေါင်းချင်း3ကြိုက်တာဒီတတွဲရှိတယ်ဒီတတွဲရှိတယ်နောက်ပေါင်း5လဲကြိုက်ရမယ်နောက်ပေါင်း5လဲကြိုက်ရမယ်ဟုတ်ပြီနော်အဲ့လိုကြိုက်တဲ့အချိန်မှာကျွန်တော်တို့ကပြန်ကြည့်ကြတာပေါ့ဗျာနော်ဒီနှလုံး9ကိုနောက်နှလုံး9ကိုရိုက်တာနဲ့တပြိုင်နက်တည်းညီအကိုတဲ့ဟုတ်ပြီနော်အသေးနဲ့အချီအဲ့ဒါဆိုရှေ့ပေါင်းချင်း1ရသွားပြီနော်ဟုတ်ပြီနော်ရှေ့ပေါင်း1လို့ခေါ်လိုက်မယ်ခွ3ညနော်ရှေ့ပေါင်း1နဲ့ခွ3ညဟုတ်ပြီနော်အဲ့ဒါဆိုဒီမှာခေါ်မယ်နော်ရှေ့ပေါင်း2နဲ့ခွ1ခေါ်ပြီနော်ရှေ့ပေါင်း2ဟုတ်ပြီနော်ဒီမှာရှေ့ပေါင်း3နဲ့ခွ2ခေါ်လိုက်ပြီနော်ခေါ်လိုက်ပြီဆိုတော့ရှေ့ပေါင်း3ခွ2ဆိုတော့ကြိုက်လားသူကလည်းခွ2ကြိုက်တယ်ရှေ့ပေါင်း3နဲ့ကြိုက်တယ်เนาะဒီမှာရှင်းရှင်းလင်းလင်းရေးလိုက်မယ်ဗျာဟုတ်လား3ည3နှစ်ခွ2လည်းကြိုက်တယ်ရှေ့ပေါင်း3လည်းကြိုက်တယ်အဲ့ဒါဆိုရင်9 8ခွန်ဆိုတဲ့ကဏ္ဍဒီလေ
ရှေ့ပေါင်း3လဲကြိုက်တယ်ခွား2လဲကြိုက်တယ်ကနန်းမကြုံရဲလို့မကြုံတာနော်ဟုတ်ပြီနော်10ခွက်ကိုတော့ကြုံပြေတာနော်ရှေ့ပေါင်း3ကြိုက်တယ်ခွား2ကြိုက်တယ်ရှေ့ပေါင်း3ကြိုက်တယ်ခွား2ကြိုက်တယ်ဟုတ်ပြီအဲ့မှာတစ်မျိုးထပ်ကြည့်ကြမှာပေါ့အဲ့ဒါသူတူလာခဲ့တာကဟုတ်ပြီနော်ရှေ့ပေါင်း1လဲကြိုက်တယ်ခွား3ညာလဲကြိုက်သွားတဲ့အချိန်မှာကျွန်တော်ဗရိတ်ကလေးချုပ်လိုက်မှာပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဟာဒီ54တွဲနဲ့ဟာဒီ6နဲ့လှမ်းပေါင်းထိတ်6နဲ့လှမ်းပေါင်းသူတို့3လုံးဒီ9လို့ဖြစ်ဗရိတ်9လို့ပဲကြာသလားလို့စဉ်းစားပြီနော်ဟုတ်ပြီနော်ဟာဒီ54နဲ့ဟာဒီ6ထိတ်ကိုဒီ3လုံးဒီ9ဖြစ်ခဲ့လို့ဗရိတ်9ကြာသလားတခါခေါ်ပြီနော်ဟုတ်ပြီအဲ့ဒါကိုဆက်ကြည့်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ9ထိတ်ခေါ်တဲ့အချိန်မှာဟာဒီမှာရှိခဲ့တဲ့9 3ညာနောင်နှလုံး9လို့ခေါ်ပြီးတာနဲ့ဟာဒီ9 3ညာနဲ့ဟာဒီ9ထိတ်ကလေးကိုပေါင်းလိုက်လို့ရှိရင်4ဖြစ်မှဗရိတ်4အောင်သလားစဉ်းစားပြီနော်အမျိုးတွေဗရိတ်4အောင်သလားဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာရှိခဲ့တာ3ညဒီ3က3နဲ့2နဲ့ဒီ3ညနဲ့ပေါင်း5အဲ့လို5ဖြစ်တော့ဒီမှာဗရိတ်5လေးကြာသလားကြာတယ်နော်ဟာဒီ32ကိုခုနကတော့8ထိတ်နဲ့ကျွန်တော်တို့ပေါင်းကြည့်မယ်နော် sorry 32ကိုဟာဒီ9နဲ့ပေါင်းကြည့်မယ်ကြိုက်လားကြိုက်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ကြည့်နော်ဒီ32ကိုဟိုက်မှာ9ထိတ်လို့ထည့်လိုက်တာ ਨੇ ဒီမှာရေးလိုက်မယ်မျက်စိမလဲအောင်ပေါ့နော်ကျွန်တော်9ထိတ်လို့ငါရေးလိုက်မယ်ပေါ့နော်ဘယ်ရောက်တော့မလို့ကွာမျက်မှန်နဲ့ဟိုလုံးမဖြစ်ပါဘူးကဲ9ထိတ်လို့ရေးလိုက်ပြီပေါ့ဗျာအဲ့လို9ထိတ်ရင်ဒီနှလုံး3လဲကြိုက်တယ်ခွား2လဲကြိုက်တယ်အဲ့ဒါဆိုရင်ဟာဒီ32နဲ့ဒီ9နဲ့ပေါင်းတယ်3ညလို့ဖြစ်တာ ਨੇ ဒီမှာလဲ3ညပြိကြိုက်တယ်ဟုတ်ပြီနော်9ခွန်8နဲ့3ည3နှစ်နှစ်ကွက်ထဲပဲထိုးရတာမျိုးတွေနော်ဟဲ့မှာကနန်းဆက်ကွက်ထဲမှာကျွန်တော်နှစ်ကွက်ထဲရွေးထုတ်လိုက်တယ်နော်ဟုတ်ပြီနော်ဒီမှာတေချာလေးပြီးအောင်ရေးပြီမယ်3ည3နှစ်9ခွန်8ရှေ့ပေါင်း3ကြိုက်တယ်ဂွား2ကြိုက်တယ်ရှေ့ပေါင်း3ကြိုက်တယ်ဂွား2ကြိုက်တယ်ဒီကောင်နဲ့ဒီ3ညနဲ့32နဲ့ပေါင်းခဲ့တဲ့9ဆိုတာဖြစ်တာလေဗရိတ်9ကြိုက်တယ်ဟုတ်ပြီနော်ဒီ9နဲ့32နဲ့ပေါင်းလဲ3ညဖြစ်လို့3ညဗရိတ်ကြိုက်တဲ့အတွက်ဒီကနန်းလေး2ကွက်ထဲဟုတ်ပြီနော်တဲ့2ကွက်ထဲတဲ့နော်တဲ့ဒီ2ကွက်ထဲဟုတ်ပြီနော်အဲ့ဒါက14ချိန်အတွက်ဟုတ်ပြီနော်ဟုတ်ပြီနော်ရှင်းတယ်နော်အဲ့ဒါဆိုရင်တေချာကြည့်နော်ဟာလား4 3 2ဟာဒီ3လုံးဒီ9လို့ဖြစ်9ရဲ့နှစ်ခတ်6အဲ့ဒီ6လို့ဖြစ်တယ်နော်9ပါဝါ4လေးကနောက်ထပ်9နှစ်ခြားတဲ့အချိန်မှာ4လေးလာပိတ်ရင်9လေး6လို့ကြိုက်သွားမှာဒီပင်လေးကိုဆော့တာနော်ညီကိုတရွဲတဲ့အသေးနဲ့အကြီးတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာကြည့်3ည5 4 9လို့ဖြစ်တာ9ရဲ့နှစ်ခတ်ပါဝါ6ဖြစ်မှာအဲ့ဒီ9နှစ်ထွက်တာနဲ့လေးလာပိတ်တာနဲ့စော့တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဟာလားခွန်93အဲ့ဒီ3လုံးဒီ9လို့ဖြစ်တာဟာဒီမှာ9နှစ်ခတ်6လဲဖြစ်ရောကျန်းနေတဲ့လေးလာစော့တာဟုတ်ပြီနော်အပိတ်ကလေးလာစော့တော့9လေး6လဲပြည့်သွားဒီပွဲလေးကိုစော့တာနော်ညီအကိုတဲ့အသေးနဲ့အကြီးလေးကိုမှစော့ပြတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ကနန်းက3ည3နှစ်နဲ့5 8ခွန်နှစ်ကွက်ထဲနော်ကဲပြောဒီဒါလေးပဲနော်ကဲဒါ14ချိန်အတွက်နော်ဒီနှစ်ကွက်ထဲဟုတ်ပြီနော်ဒီနှစ်ကွက်ထဲကဲအားလုံးမင်္ဂလာပါဗျာ